အမေကို तू ကဒီလိုပြောဆိုဆက်ဆက်နေပါလေဟုတ်လားဒီကောင်မတော့ငါနဲ့တွေ့အောင်ပြီးရတယ်လေပြီးပါတယ်ငါသားရဲ့အမေကတားတည်ရဆိုရပါပြီအမေကတော့လေတားတို့အတွက်ကအဖြည့်ခံမှာသားရဲ့မိမိမအမေပြောရင်ကြိတ်တာမဟုတ်ဘူးဟဲ့စင်ညီလေလှုပ်လိုက်ရနဲ့အကြောင်းကြောင်းကြီးပဲလှုပ်ပါညောင်ကြပတ်စံရှာနေတာပဲအိမ်မှာရှိတဲ့ဘက်ကနေအကုန်လုံးခွဲလိုက်စင်လှုပ်လိုက်တလွဲတချော်ကြီးပဲဟာနေရလေတမင်တကာလောက်တာမှမဟုတ်တာညီမလေးအေးဒါလေးပြောရအောင်မခံနိုင်ဘူးနော်ဒါနဲ့ယောက်ျားယူထားသေးတယ်အမလေးအတော်ရဲ့တမင်ယူတာအတော်တောက်ယူတာလေအတော်ယူတာမှမဟုတ်တာဟာ你俺没有，你把这种看表的呀嘞？哎，你把心情不行的。什么？你俺家的不的？好的哈，你要俺家的哈。对了，你没嘛哩？别多嘛，没表演没在乎，没表演嘞哩，刚才就没表演嘞，那么看，大路多嘞哩，哎，龙溪的那位的，没别说啊，你个里嘛嘞，没毛啊嘞，大爷。ဒါတောင်းမှမှာတယ်မေသူ့ကိုယူမိတာကတားမှားတာနင်ကလည်းနင်ယောက်ျားကိုခေါ်ပြီးတော့အိမ်ခွဲနေပေါ့ဟဲ့ဒီမရဲ့စင်မောင်လားအိမ်ခွဲနေမှာသူ့မျိုးချစ်တာမှတုံးလို့ခွဲနိုင်ဘူးတဲ့ဘိုးကလည်းတနာအောင်ပြောလိုက်ရင်လေသူ့မျိုးပဲပါသွားရောတင်းအိမ်အလုပ်တွေအားလုံးသူတယောက်တည်းပဲတင်ကြုံပြီးလုပ်နေရတလို့လို့မလည်းဘာမှပြန်မပြောချင်ဒီမောင်သူ့အမျိုးချစ်တယ်မလားညီမပြန်ပြောလိုက်သူတို့သားမိကြတယ်မှာစိတ်ဝမ်းကွဲမအောင်လို့ညီမစိတ်ပူတယ်တီးခံလက်ဆန်နဲ့တီးခံလိုက်ပါတငယ်ချင်းရဲ့နင်ယောက်ျားကိုနင်အရန်ချစ်တယ်မို့လားမလည်းတီးခံပါတယ်မရဲ့ဒါပေမဲ့အခုကလေတခုခုဆိုရင်ညီမကိုပဲအပြည့်နေစင်မောင်ကလေခုဆိုရင်လေညီမဘက်ကိုမပါတဲ့ပြီညီမကိုလက်တွေပါလာပြီမရဲ့ငါလည်းစိတ်တွေဆင်းရဲပါတယ်နင့်မှလည်းနင့်လင့်ကိုချေရရောက်ကမပြောဆိုလဲကြောက်ရနဲ့ခက်ပါတယ်ဒါနဲ့ခုနကနင့်ယောက်ျားဖုန်းဆက်လာတယ်ငါစီမလားတဲ့ခဏနေလာကြိုလိုက်မယ်ဟဲမလည်းဘာလို့ပြောလိုက်တာလဲဟဲငါပဲသိပါမလဲနေမကြိုမပြောထားတာဒီမှာကိုချိုင်းမိရတယ်တောင်းမှပါတယ်ကွာပြန်လိုက်ခဲ့ပါနော်နိုင်ဘူးဟိုအမေကလည်းစိတ်ပူနေတယ်တဲ့ဟာရှင်းမေကကျမကိုစိတ်ပူတယ်ဟုတ်တယ်ဟာတာတွေလာပြောမနေနဲ့ဟာတာတွေမပြောအောင်မိမရဲ့မင်းဘယ်နာနာပါလဲဟမ်သွားခုမှလာလုံနေနဲ့ရိုက်တော့ရိုက်ပြီးမှမင်းကပြန်ပြောတာ哦ရှင်းအမေကလေကျမဘာပြောဘာလို့ဘယ်တော့မှအကောင်းမမြင်ဘူးပြန်လိုက်ခဲ့ပါနော်မိမနော်ဟာလေပြန်လိုက်စေချင်တာအဲ့ဒါကျမတို့အိမ်ခွဲနေမယ်လေအဲ့လိုလည်းမဟုတ်သေးဘူးဟာလေရှင်းမေတယောက်ပဲရှိတယ်လို့ပြောဦးမလားဟုတ်တယ်လေကွာမိမလည်းပြီးတော့ကိုတို့ရင်သွေးလေးရှိနေပြီလေနော်ပြန်လိုက်ခဲ့ပါနော်မိမနော်ဒါဘူးလိုက်ခဲ့ပါမိမလည်းနော်နော်လို့လိုက်ဘူးလာပါမိမလည်းမလိုက်ဘူးလို့ပြောပါနဲ့လားကဲအမရင်ပြန်တော့မယ်ဟုတ်လိုက်ရှင်လာပါသမီးမစားသေးဘူးဟုတ်လားလားတဲအောင်လည်းနေကြအောင်ဟုတ်ကဲ့မေစင်ဖြားနေတယ်ဒါဆံပြုတ်တည်တာလေဆံပြုတ်လေးကျက်သွားရင်စင်ကိုစိတ်တက်လာအောင်နော်အေးပါသားရဲ့ကားမိမဆိုတာလေအမေသမီးလေးပဲပေါ့ဘာမှစိတ်မပူနဲ့အလုပ်ကိုဖျက်လုပ်နေမှာပါသားလေးတော့ပါတော့မလို့အေးပါအမလေးတော့အဲ့အလုပ်မလုပ်ချင်တော့အဲ့ရထဲမှာခွေနေလိုက်ပေါ့ဟာရေးထဲမှာကွာဖောင်းဝကြံခဲ့တယ်ယောက်ျားလုပ်တဲ့လူကတော့အလုပ်ကိုသွားရတာကြီးဂျုံကြီးကိုကြာနေရပဲလှုပ်လိုက်ရတဲ့အလုပ်တွေဒင်းကတော့ဒီမှာလာခွေနေတယ်ဘိုက်ထရခလေးကိုဗန်းပြပြီးတော့အထောင်ကောမကြောသားနဲ့နော်သွားရေချိုးကန်းထဲမှာအဝတ်တွေပုံနေပြီသွားဆော်သွား
အန်တီရဲ့သမီးအရန်နေမကောင်းဖြစ်နေလို့ပါနော်တက်တာတာနဲ့လျှော်လိုက်ပါမယ် ညီတို့ပြောတာပဲအေးဒီလောက်လေးဖြားတော့မြင်ရေးကြီးခွင့်ကျက်လောက်လို့အေးတခါတည်းသေသွားတာမှမဟုတ်တာသေသွားတယ်အေးတာပဲမျက်စိစပမွေးစုတာတတ်ထားတာပေါ့ကြီးကြီးကျက်ကျက်အေးအကြောင်းပြချက်တွေပလီပလာမျိုးစုံနေနဲ့သွားအခုသွားချောင်းတော့မသွားဘူးဆိုလို့ရှိရင်နေ့ယောက်ျားနဲ့ငါပြန်တိုင်လိုက်မယ် စင်စင်ဒီနေမကောင်းဘူးဆိုဒီဘာကြီးလောက်တာလောက်ရက်လိုက်ရတာသူ့မှာမပေါ့မပိုင်းနဲ့ပြီးတော့ तू ကနေမကောင်းဖြစ်နေတာလေဒါကြောင့်ကျွန်တော်မိမအမြင်မျက်နှာမကောင်းဖြစ်နေရတာပေါ့ကျွန်တော်မှာတော့အမေကိုချစ်လို့မခွဲနိုင်မခွာနိုင်ဖြစ်ပြီးတော့အမေနားမှာကျွန်တော်နေတယ်အမေကတော့ကျွန်တော်မိမမကောင်းကြောင်းတွေပြောပြီးတော့အခုတော့ဒီလိုတွေခိုင်းနေအမေသူ့တည်သေးချင်းနေတာလားဟမ် မဟုတ်ပါဘူး ဘာမဟုတ်တာလဲမေရဲ့ကျွန်တော်မျက်လုံးနဲ့ကျွန်တော်နားနဲ့တေချာမြင်တေချာကြားတာတော့မှအမေကညီးကျင်နေတာဟမ်အမေကသူ့ကိုဘလို့ပဲဆက်ဆံသူမငင်းညူခဲ့ကျွန်တော်စိတ်ကွက်မှာစိုးလို့လေသူဘာမှပြန်မပြောရှာခဲ့ဒါတော့ကျွန်တော်ကသူ့ကိုပါရိုက်လိုက်နေတယ်ကိုတောင်းလာတယ်လို့ရဲ့ဟမ် ဟုတ်ပါတယ်ယောက်ျားရဲ့မမအဆင်ပြေပါတယ်လူတွေကလေအပြောဆိုကောင်းတဲ့သူရဲ့စကားကိုပဲနားထောင်ကြပါလေမမအပြောဆိုလည်းမကောင်းဘူးပြီးတော့မမပေါ်ဘလို့ပဲဆက်ဆံသိခံပေးမှာပါဒါပေမဲ့အမှန်တရားဆိုတာအကြိုက်ဖုံးကွယ်ထားလို့မှမရတာမမပေါ်ယောက်ျားနားလည်ပေးတယ်ဆိုရင်မမကျင့်နေပါလေ ကိုတို့အိတ်ခွဲနေကြမှာပါဒီမှာအမေတောက်ချင်တားရဲ့တက်ဆိုင်တဲ့သူကိုလည်းအမေချစ်ပေးပါဒါမှတာယာတဲ့မိသားစုပေါ့တိဆောက်လို့ရပါပြီအဲ့ဒီအိမ်မှာတယောက်ပေါ်တယောက်အမြင်စောင်းနေအဲ့ဒီအိမ်ဟာအိမ်အသုံးဆောင်တွေရှိနေလို့သာအဲ့လိုခေါ်ချင်ခေါ်လိုက်မယ်ဒါပေမဲ့အဲ့အစ်စ်တော့ဘယ်တော့မှဖြစ်မလာနိုင်အဲ့အစ်စ်ဆိုတာချစ်ချင်းမေတ္တာတွေနဲ့တူပေါ်တူစာနာနားလည်နိုင်မှာအိမ်လုံးခေါ်တာအမေအဲ့အစ်စ်ကိုလိုချင်တဲ့တနေ့ဒါလိုပြန်လာခဲ့တယ်ဒါမှမဟုတ်တော့